အားလုံးပဲမင်္ဂလာပါအာအာစီရဲ့အတွေ့အကြုံပေါ့နော် experience တစ်ခုကို sharing လုပ်ပေးချင်ပါတယ်ပေါ့နော်ပြန်ပြီးမှမျှဝေပေးချင်ပါတယ်အဲ့ဒါကဘာလဲဆိုရင်မြန်မာပြည်ကနေ Germany ခရီးစီနဲ့ Germany မှာရောက်တဲ့အခါကြုံတွေ့ရတဲ့အနေအချင်းလေးကိုကျွန်တော်sharing လုပ်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုရင် passport နဲ့ပတ်သက်sorry ပြောင်းပြန်ဖြစ်သွားတယ် passport နဲ့ပတ်သက်ပြီးမှကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုအနေနဲ့မျှဝေချင်ပါတယ် passport ဆိုတဲ့အရာကိုအားလုံးနေပါသိတယ်ဒါတော့ sharing မလုပ်ချင်တော့ဘူးအဲ့တော့ဒီထဲမှာ ASEAN identity တွေ ASEAN ရဲ့ခရီးသွား history တွေဗားညာတာအကုန်လုံးဒီထဲမှာရှိမယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှအကြောင်းအနေနဲ့လေးပြောပြချင်ပါတယ်အဲ့ဒါဗာလဲဆိုရင်မြန်မာပြည်ကနေ Germany ကိုလာတဲ့အခါမှာနံပါတ်1 nervous ဖြစ်တယ် anxiety ဖြစ်တယ်ဘာဖြစ်လို့ဆိုကိုမရောက်ဖို့တဲ့နိုင်ငံဖြစ်တယ်ပေါ့နော်ပြီးတယောက်ချင်းအလုံး traveling အလုံးပေါ့နော်တယောက်ထဲလာရတဲ့ခရီးစီဖိတဲ့အတွက်ကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့ပို့ပြီးစိတ်လှုပ်ရှားတယ်စိတ်လှုပ်ရှားတယ်မှန်တယ်ဘာအတွက်ဆိုရင်လေဆိုရစီကမြန်မာပြည်ရဲ့ passport နဲ့မို့လို့ဒီ line ပုံမှာပေါ့နော်ဒါကအစီအတွေ့အကြုံမို့လို့တချို့ပြောတဲ့ဟာတွေတချို့သူများတွေ share လုပ်တာတွေသူများတွေကြုံတွေ့ရတဲ့အတွေ့အကြုံတွေတော့မတူတော့ဘူးเนาะမတူဘူးအစီရဲ့ဒါအစီကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံမို့လို့အစီရဲ့ experience ကို share လုပ်မှာဖြစ်တဲ့အတွက်ကြောင့်သူများတွေတော့မတူဘူးပေါ့နော်အဲ့တော့ဘာကိုစိုးရင်သွားလဲဆိုရင်မြန်မာပြည်ကနေလာတဲ့အတွက်ကြောင့်မို့မြန်မာ passport မို့လို့နံပါတ်1ရေးခံရမှာလားနံပါတ်2ဘာပြဿနာများကြုံလာမလဲအဲ့လိုမျိုးပေါ့အဲ့ဆိုဒီကိုမလာဂျာမနီကိုမလာခင်မှာပေါ့နော်အစီဘာတွေသူများတွေ experience တွေကိုဖတ်တယ်ဘာတွေကြုံရတယ်ဘာတွေဒုက္ခတွေရှိလဲပေါ့နော်မြန်မာ personal ပတ်သက်မှာအခုတလော hot issue ဘာတွေဖြစ်နေလဲလို့မျိုးစသဖြင့်ပေါ့တချို့ဆိုရင်တချို့သူများရေးထားတဲ့ post တွေ့တာပေါ့နော်ဒီ passport ကို scan ဖတ်လိုက်ချင်မှာ scan ဖတ်လို့မရတာတွေရောဘာတွေညာတွေပေါ့အဲ့ဆိုအစီက very nervous အကုန်လုံး nervous ဖြစ်သွားတာပေါ့တော့ကြနေကျွန်တော်ရဲ့ passport ရောscan ဖတ်လို့မရရင်ဖတ်ပြီးမှမဖတ်လို့မရရင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးပေါ့အဲ့လုံးကိုအဲ့လိုမျိုး nervous ဖြစ်တာပေါ့နော်စိုးရင်သွားတာပေါ့အဲ့တော့ဘာဖြစ်လဲအာဆီကလေလက်မှတ်ဝယ်တာရောကိုယ့်အကိုဝယ်တယ်ပေါ့အကုန်လုံး website ကနေကိုယ့်အကိုရှာမြောက်ဝယ်တယ်မေးတယ်ပြီးရင် visa လျှောက်တာတွေရောအကြောင်းလျှောက်တာရောအကုန်လုံးကိုယ့်အကိုပဲလုပ်တာဆိုတော့တိမလား everything ကိုယ့်အကို prepare လုပ်တယ်မသိရင် ChatGPT မေးတယ် website မှာရှာတယ်email ပို့မေးတယ်စသဖြင့်ပေါ့နော်အလုံးပြီးရင်ဒီ study group ပေါ့နော်ဒီမျိုးရှိတဲ့နေရာတွေမှာမေးမြန်းတယ်အဲ့လိုမျိုးလုပ်ရင်းနဲ့ပဲပြီးသွားပေါ့နံပါတ်1ဖျက်တခေကြီးလို့တော့ကြောက်ဖြစ်တယ်ပေါ့နော်ကြီးလို့တော့ကြောက်အရာလို့ဖြစ်သွားတယ်ပြီးတော့အဲ့ဒီခရီးသွားလာတဲ့အချိန်မှာပေါ့နော်ကျွန်တော်ကြောင်းရပြီဆိုကြတဲ့ပေါ့နော်ကျွန်တော်အတွက်ဆွတ်တောင်းပေးနေတဲ့ကျွန်တော်ရဲ့မြို့မဲကြောင်းကကျွန်တော်မိခင်ဖခင်ကြီးပေါ့နော်ဝိညာဉ်ရဖခင်ကြီးကျွန်တော်အဖေအမေပေါ့နော်ပြီးကျွန်တော်ရဲ့အမေပြီးကျွန်တော်မြို့မဲကြောင်းကကျွန်တော်ရဲ့မြို့မဲကြောင်းကကျွန်တော်ရဲ့ညီလေးညီမလေးပေါ့နော်သူတို့ကကျွန်တော်ထက်ရညီကြတဲ့ကလေးတွေဖြစ်တဲ့အတွက်ကျွန်တော်ညီမလေးလည်းအမြဲတမ်းသူတို့ဖျားရှိမှဒူးထောက်ဆွတောင်းပေးတယ်ကျွန်တော်ဂျာမနီခရီးစီမလာခင်ပေါ့နော်ဒီကမရောက်ခါစီ prepare လုပ်နေတဲ့ကာလပတ်လုံးသူတို့အများကြီးsport ပေးတယ်ပေါ့နော်ဆွတောင်းကူတယ်အဲ့ဒါကကြီးတော့ကြောက်ပဲဂျာမနီကိုလာတဲ့အချိန်မှာနော်အာဆီယာဒီဒီကိုလာတဲ့ချက်တယောက်ထဲလာတဲ့အကြောင်းကိုခုနပြောလို့စိုးရိမ်မှုတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့ဖះကအကုန်လုံးအနံ့တယ်ကျွန်တော်ကတော့ခီးရန်ဖြစ်တဲ့အတွက်ကြောင့်ပေါ့အမြဲတမ်းဘာမှမလုပ်ခင်ပေါ့ before step my dream ပေါ့နော်ကျွန်တော်ရဲ့ journey ကိုကျွန်တော်ရဲ့ email တွေကိုမစမပြုတ်ခင်အမြဲတမ်းဆူတောင်းတယ်ဖះတဲ့ကိရှိမှလွတ်မြောက်အရှုံးပေးတယ်ဒုထောက်ဆူတောင်းတယ်အဲ့လိုမျိုးတွေအမြဲတမ်းလုပ်တယ်ပေါ့နော်ဒါကကျွန်တော်ခီးရန်တိုင်းဆူတောင်းရဲ့ရှိတဲ့အရာပေါ့နော်ဆူတောင်းတိုင်းနဲ့မပြည့်စုံပါဘူးဒါပေမဲ့ဆူတောင်းခြင်းအဖြစ်ကျွန်တော်အဖြေရှာနေတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ယုံကြည်ချက်ပေါ့နော်ဟုတ်ပြီအဲ့ဒါကတကယ်တော့ထားလိုက်အောင်ဒါကတော့ကျွန်တော်ဆူတောင်းကူတဲ့လူရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒါလေးချောချောမွမွနဲ့ဒီကိုရောက်ခဲ့တယ်လို့ပဲကျွန်တော်ခံယူတယ်ပေါ့နော်ကြီးဥတော်ကြောင့်ဖြစ်တယ်လို့ကျွန်တော်ခံယူတယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်အဲ့လိုမျိုးလာတဲ့အချိန်မှာနော်ခုနပြောလို့ passport ကိစ္စနဲ့ရစ်ခံရမှာတွေအရင်ကြောက်တယ်လေနော်တော်ကြတယ်ရစ်ခံနေရလို့ immigration မှာရစ်ခံနေရလို့လေရင်ချိန်နောက်ကျသွားလို့မသွားရလို့ပေးထားတဲ့ပတ်စံတွေအလကားဖြစ်မှာပေါ့နော်တိမလားလေလက်မှတ်တွေဆုံးရှုံးမှာအဲ့လိုမျိုးတွေစိုးရင်တာပေါ့အစီအတိမလားမဟုတ်တဲ့ဟာတွေရှောက်တွေးတာပေါ့ဒါကလူဖြစ်တဲ့အတွက်ကြောင့်မတွေးပါပဲလေနော်ဟုတ်ပြီအဲ့ဆို
လာတဲ့ကာလပတ်လုံးမှာအစီကထိုင်းမှာလည်းနေခဲ့တယ်ဆိုတော့ထိုင်းကိုလည်း transit မြန်မာပြည်ကနေtransit လေးခုလောက်ဝင်တာပေါ့နော်ထိုင်းကိုလည်းဝင်တယ်ထိုင်းမှာလည်းနေတယ်ထိုင်းကနေတစ်စစ်ပြကာတာ airline နဲ့ပြန်သွားတာပေါ့နော်ကာတာမှာ transit ဝင်တယ်ဂျာမနီကိုလာတယ်ပေါ့နော်သူခုပြောပြမယ်နော်ဒါကြုံလို့ပေါ့လမ်းကြုံလို့ transit နဲ့လာရင်ဈေးပိုတက်တာပါတယ်နံပါတ်1နော်ဂျာမနီကိုတိုက်ရက်မဝင်နဲ့ဒါကျွန်တော်တို့မျိုးပတ်စံတိတ်မရှိတဲ့လူတွေပေါ့နော်ပတ်စံရှိတဲ့လူတွေကကိစ္စမရှိဘူးလေနော် okay အဲ့ဆိုtransit က၄ခုလောက် transit လုပ်လိုက်တဲ့အချိန်မှာဘယ်လောက်ပဲကုန်သွားလဲဆို30မပြည့်ဘူးနော်မပြည့်ဘူးအစီလာတော့ပေါ့အစီလာတော့မပြည့်ဘူးပေါ့နော်19သိန်း8000ကျော်ပေါ့နော်30မပြည့်ဘူးပေါ့နော်အဲ့ဒါအစီလာတော့ကအဲ့ဆိုရင် first class နဲ့လာတော့30ကျော်ပါပေါ့နော်ဒါကတော့အလုံးပဲအစီလာတော့ economy နဲ့လာတာပေါ့နော်အဲ့ဆိုဒိုင်းရန်ဆိုတော့30ကျော်မှထင်တယ်ပိုဈေးကြီးမြတရားစီအဲ့တုန်းက website မှာကြည့်အရာပေါ့နော်အဲ့ဆို transit နဲ့လာရင် transit 4ခုလောက်3ခုလောက်ရွေးပါကိစ္စမရှိဘူးเนาะဒါအနေနဲ့တော့ပြင်ပန်းမယ်ဒါပေမဲ့ဈေးသက်သာတာပေါ့နော်ဈေးဒါပေမဲ့ဂျာမနီကိုရောက်ဖို့ကတိကပဲလေတော့ဟုတ်မလားအဲ့လိုမျိုးပါအာဆီအဲ့ဒါအာဆီရဲ့ဒါအာဆီရဲ့ယူဆချက်ပေါ့နော်ခံယူချက်ပေါ့နော်အဲ့တော့ transit နဲ့လို့လာတယ်ပြီး international airport နေတဲ့ကရောက်ဖို့သွားတယ်ပေါ့ဒါကတော့အတွေ့အကြုံယူတာပေါ့နော်ဒါတခုအဲ့ဆိုအခုနပြောတဲ့ဟာကအဲ့လိုမျိုးတွေပြဿနာတွေကြုံမလားဆိုမှလည်းကြောက်လိုက်တာပေါ့နော်အရင်ကြောက်တယ်ပေါ့နော်ဘာတွေများကြုံလိုက်ရင်ဘာတွေများဖြစ်မလဲပေါ့အဲ့လိုမျိုးပေါ့ဒါပေမဲ့ဒီထိုင်းကိုဝင်တဲ့အချိန်မှာလဲထိုင်းမှာလဲသူများပြောလို့ Arabic တို့ပြီးဒီhotel booking တို့ဘာတွေညာလဲဘာမှတော့မမေးဘူး passport ပေးလိုက်တယ်လက်ပွေနှိပ်တယ်အဲ့လိုလဲပြီးသွားပါတော့ဘာမှတော့တွေးကြမရှိဘူးထွက်တဲ့ချိန်လဲအဲ့လိုပဲတစိမ့်တုံးနှိပ်တယ်ထွက်သွားတယ်လေရင်စီးလာတယ်စီးလာတယ်ဂျာမနီမှာရောက်ရင်လဲရောက်သွားပြီဂျာမနီမှာအဲ့လေရင်စိုက်ပြီဒឹงစိုက်တာနဲ့ဘာများကြုံမလဲ passport ကိစ္စပြီးမှသူများပြောတာ scan ဖတ်လို့မရဘူးဖတ်ရင်မဖတ်တာလို့အဲ့လိုမျိုးတွေကြုံတွေ့ရတယ်တချို့ကျတော့မြန်မာ passport ကန်ထားတာတွေ့လို့ခေါ်ပြီးမှရုံးခန့်မှာခေါ်မှတီးတန့်မေးမြန်းရတယ်ဘာတွေရှိတယ်ပေါ့အဲ့ဆိုတယောက်သေးလာတယ်ဆိုတော့စိုးရင်တာပေါ့နော်ဘာတွေများကြုံနိုင်မလဲပေါ့ဘယ်လိုများမေးမြန်းခံရမလဲပေါ့အဲ့လိုမျိုးတွေပေါ့စိုးရင်တာပေါ့ဒါပေမဲ့တန်းစင်တဲ့ချိန်အဲ့နေ့က international airport တွေကအများအား immigration ဖြတ်တဲ့ချိန်မှာကြာတတ်တယ်လူများလို့ပေါ့နော်အစီတို့ကလည်းတော့2နာရီကျော်တော့စီလိုက်ရတယ်ဂျာမနီကိုရောက်တဲ့ဟာလေနော်ကျွန်တော်တို့ရောက်တာ4နာရီလောက်ရောက်ပြီး immigration ဖြတ်ပြီးတာ9နာရီလောက်မှပြီးသွားတယ်လို့ပဲเนาะ9နာရီ10နာရီလောက်မှပြီးသွားတယ်အဲ့လိုမျိုးတန်းစီနေတယ်ပေါ့အဲ့ဒါဘယ်လိုဖြစ်သွားလဲဆိုရင်အစီတို့ကိုကောင်တာက4ခုလောက်ရှိတယ်အဲ့ဒီ4ခုက3ယောက်လောက်ကသူတို့အစီတို့ရောက်ခါနေမှာကျူတီချေပြစ်သွားလို့လားမသိဘူးသူတို့ကပြန်သွားတာတခုပဲဖွင့်တာအဲ့တခုနဲ့ကြာသွားပါဘောเนาะအဲ့ဆိုအဲ့ဒီ immigration ဖြတ်ခဏနေမှာပေါ့နော် immigration ဖြတ်ခဏနေမှာကျွန်တော်ရှေ့မှာ10ရက်လောက်ကြံနေတယ်ပေါ့နော်ဆိုရင်ကျွန်တော်ကဒီမှာပေါ့ဆိုရင်ကျွန်တော်ရဲ့ဒီဘေးဖက်မှာကောက်တာရှိတဲ့ဟာကိုဖွင့်လာတာပေါ့ဆိုရင်ကျွန်တော်ရှေ့မှာတရားဝင်သွားလိုက်တယ်အဲ့နဲ့ကျွန်တော်ဝင်သွားတော့သွားပြီကျွန်တော်အရင်ရောက်ပြီပေါ့အစားတော့10ယောက်ကြံနေတယ်ဆိုတော့ပြင်ဆင်နေတာပေါ့နော်စိတ်ထဲမှာဗာမေးဗာဖြေမလဲအဲ့နဲ့ဒွန်းကလေးရောက်လာတော့ကျွန်တော်ရဲ့အဲ့ဒီကောက်တာကဖွင့်လာတယ်နော်နောက်တရားဝင်လာပေါ့ဂျူတီချင်းအဲ့နဲ့သွားလိုက်တော့ဂျာမနီမှာဘယ်လောက်ကြာနေမလဲလို့မြဲလေကျွန်တော်ကတော့ကျောင်းသားဟုတ်တယ်ကျောင်းတက်မှာလို့ပဲအော်ကျောင်းသားလားဘယ်ကျောင်းမှာတက်မလဲပေါ့အဲ့ဒီကျောင်းမှာတက်မယ်ပေါ့အဲ့ဆိုရင်ဟုတ်ပြီပေါ့ဒါနေ့ရဲ့ဂျာမနီရဲ့ပထမခရီးစီလားခရီးစဉ်လားပေါ့နော်ဟုတ်တယ်လို့ပထမဆုံးမလို့တော့အရင်လေးစိတ်လှုပ်ရှားနေတယ်အရင်လေးပျော်နေတယ်ပေါ့နော်ပြီးဂျာမနီမှာကျောင်းတက်ရမယ့်အရာကိုရင်ခုန်နေတယ်ပေါ့အဲ့လိုပြောလိုက်တော့အဲ့ဒီတာဝကရေးရပေါ့နော်ဗာပြောလဲဆိုရင်ဒီနေ့ကစပြီးဂျာမနီမြို့မှာဝင်တဲ့နေ့ကစပြီးတဲ့အစီကိုပြောတာ wish လုပ်လိုက်တာပဲသူကတော့ဂျာမနီမြို့မှာဝင်တဲ့ဆက်ကဂျာမနီမှာဝင်တဲ့နေ့ကစပြီးပျော်ရွှင်ပါစေအရာအလုံးအဆင်ပြေပါစေလို့ wish လုပ်ပါတယ်ဘာသာအစီကလည်းဂျာမန်လိုတစ်လုံးနှလုံးပြောတတ်တာ thank you ပေါ့နော် thank you so much ပေါ့နော် thank you ဆိုမှပြောလိုက်မှာလာရောပေါ့အဲ့နဲ့နောက်တစ်ခုဒီမှာရောက်လာတဲ့အခါမှာလည်းမြန်မာ passport ပဲကင်တာပဲเนาะကျွန်တော် straight visa နဲ့နေတယ် city registration လုပ်ရတယ်အဲ့ဒီခုနပြောတော့ legal ဖြစ်ဖို့အတွက်လုပ်ရတဲ့အရာတွေတော့အများကြီးရှိတာပေါ့เนาะသူတို့စီမှာအဲ့လိုမျိုးလုပ်တဲ့အခါမှာပေါ့မြန်မာ passport မို့လို့ဒီဖက် Europa မှာပေါ့เนาะအဲ့လိုမျိုးခွဲခြားတာတွေမရှိဘူးလို့ကျွန်တော်အနေနဲ့တော့ခံယူတယ်ပေါ့ကျွန်တော်လည်းအခုနေတဲ့သူဆိုတော့เนาะမြန်မာမို့လို့လွယ်တော့မလွယ်ကူပါဘူးเนาะအလုပ်တွေပါတယ်ညာလဲရှာဖို့တော့စကားမတက်တော့မလွယ်ဘူးပြီးရင်သူတို့ရဲ့ German တွေနဲ့ဟွာဖြစ်ဖို့တော့မလွယ်ဘူးเนาะကိုယ့်ရဲ့ရည်ချင်းတွေတော့မလွယ်ဘူးသူများကျွန်တော်တို့ထက်အရင်တော်တဲ့လူကတော့ဒါတော့ဖြစ်နိုင်တာပဲလေเนาะအဲ့ဆို
ဘယ်လိုပြောမလဲအဲ့ဒါကတကယ်ထားအာဆီယာခုပြပတ်ချက် passport ကိစ္စနဲ့ခွဲခြားခံခြင်းခွဲခြားဆက်ဆံခြင်းမခံရမှုဆိုတဲ့အကြောင်းကိုပြောပြချင်တာပါเนาะအဲ့ဆိုဂျာမနီမှာရောက်တဲ့အခါမှာလည်းခုနပြောလို့registration တွေပါတယ်ညာလည်းလုပ်ရတယ်เนาะနေတဲ့အခါမှာ official ဖြစ်ဖို့အဲ့လိုမျိုး legal ဖြစ်ဖို့တက်ပေါ့เนาะအဲ့လိုမျိုးတွေလုပ်ရတဲ့အခါမှာနေရမြန်မာပြည် passport မို့လို့ဆိုပြီးမှသူတို့စိတ်ဝင်စားဘူးမြန်မာပြည် passport မလို့မရဘူးဆိုတော့မြန်မာပြည် passport လာအလုပ်ရှောက်လို့မရဘူးမြန်မာပြည် passport တွားလို့မရဘူးအဲ့လိုမျိုးတွေသူတို့မှစိတ်ဝင်စားဘာပဲစိတ်ဝင်စားလဲတရေဝင်နဲ့လာထားလားမဟုတ်လာထားလားခင်ဗျာတရေဝင်နဲ့နေလားမနေဘူးလားအဲ့ဒါပဲစိတ်ဝင်စားတယ်ဘေးနိုင်ငံကပဲလာတာဘာပဲလို့အားလုံးကစနစ်တကျနဲ့လာရင်အားလုံးအဆင်ပြေပါတယ်ပေါ့နော်အဆင်ပြေတယ်ဆိုတာတော့အခုနပြောလို့ခွဲခြားဆက်ဆံတာမြန်မာ passport မလို့ရတာဒါအစီကတော့မကြုံတွေ့နေရဘူးရှိအဲ့ဒါမဲ့သူတို့များတော့အဖြစ်ဒီမှာဝင်ပြီးဒီမှာရောက်ပြီဆိုတော့လိန်ကွင်းမှာတော့တစောက်တဆနည်းနည်းများများလူပုံမှုတီဆိုတဲ့ဒီ duty ချေချတဲ့ပုံမှုတီပြီးမှတော့နည်းနည်းများများတော့ရှေ့ကောင်းရှေ့နိုင်လိမ့်မယ်ဒါအစီရဲ့တော့မပြောတတ်ဘူးเนาะဒါအချို့ကြုံတွေ့ရတဲ့လူကတော့ရှိတယ်ဒါပေမဲ့အစီကတော့မကြုံတွေ့ခဲ့ရဘူးကြီးလို့တော့ကြောက်ဖြစ်တယ်ဒီကိုရောက်နေတာလည်းကြီးလို့တော့ကြောက်ဖြစ်တယ်ဖျက်တဲ့ခေပို့လို့ရောက်နေတာပေါ့နော်ဖျက်တဲ့ခေပို့လို့ရောက်နေဆိုတော့ဖျက်တဲ့ခေကျွန်တော်အိမ်မက်ကိုဖြစ်ပေါ်စေတာပေါ့နော်ဖြစ်အကောင့်တွေပေါ်ခွင့်ကိုပေးခဲ့တာပေါ့နော်ကြီးလို့တော့ကြောက်ဖြစ်တယ်အဲ့တော့အားလုံးကိုပြောပြချင်တာကလာမယ်ဆိုရင်တရားဝင်နဲ့လာဖို့အတွက်အားပေးချင်တယ်ကြောင်းတက်ဖို့ဖြစ်ဖြစ်experience လို့ခေါ်တဲ့ဒီ hospital ပေါ့နော်အလုံးနဲ့လာမဲ့သူတွေရောတရားဝင်နဲ့လာပြီးမှလာလို့ဖို့အတွက်အားပေးချင်တယ်ဒီ passport နဲ့ပတ်သက်ပြီးမှကျွန်တော်မြန်မာပြည်ရဲ့ passport နဲ့ပတ်သက်ပြီးရခံရတယ်တွေပါတယ်ညာတယ်ကျတော့များတော့အဖြစ် Asian မှာများမထင်တာပေါ့ကျွန်တော်အထင်ပေါ့နော် Asian မှာကျွန်တော် Asia country မှာဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်တချို့တွေဆိုအများကြီးကြုံနေလေ passport မြန်မာ passport လို့ရခံရတယ်တွေပါတယ်ညာတယ်တိမလားအများကြီးရှိလေနော်ဒါပေမဲ့အစီကြတော့အဲ့လိုမျိုးအရာတွေတော့မကြုံခဲ့ရပါဘူးမကြုံခဲ့ရဘူးဒါတွေကကိုမကြုံခဲ့ရလို့ကြီးလို့ချင်းမတာမဟုတ်ဘူးเนาะဒါရဲ့ကျွန်တော်ရဲ့ experience ကို share ပေးတာအတိအကအနေနဲ့ပြောပြချင်တာကဘာလဲဆိုရင်ဂျာမနီမှာမြန်မာပြည် passport မလို့မရဘူးဆိုတဲ့အရာမရှိပါဘူးဆိုတာကိုပြောပြချင်တာပါခွဲခြားဆက်ဆံတာမရှိဘူးအခုနပြောလို့ဒန်တူအကလုံးဘယ်လိုပြောမလဲပညာရေးကိုအားပေးတဲ့နိုင်ငံမှုလို့လားမသိဘူးเนาะကျောင်းသားတွေဆိုရခွင့်ရလည်းအများကြီးရှိတယ်ပြီးရင်ခုနပြောလို့ပညာတက်တဲ့လူတန်းစားများလို့လားမသိဘူးမတိတာတွေနားမလဲတာဆိုရင်မြင်းမြန်းလို့ရနင်ဒါလေးတာမတိဘူးလားဆိုသူတို့မပြောစိတ်ချเนาะအဲ့လိုမျိုးပေါ့ဒါကအစီကြုံတွေ့ခဲ့ရတဲ့ experience ကိုအားလုံးကို share လုပ်ပြချင်ဖြစ်ပါတယ်ပေါ့အဲ့တော့ဂျာမနီကိုလာဖို့ဥရောပဘက်ကို try ဖို့စ조사နေတဲ့သူကျွန်တော်တို့တငယ်ချင်းတွေပြီးရင်ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းထက်ကလူတွေအားလုံးကိုပြောပြချင်တာကတရေဝင်နဲ့လာနိုင်ဖို့အတွက်조사ပါလို့ပြောပြချင်ပါတယ်ပေါ့အားလုံးကိုဖျက်ချကောင်းကြည့်ပေးပါစေhave a nice day ပေါ့နော်choose